Zodiac Skin Series မှာဝေဖန်မှုတွေရှိတယ်2026အတွင်းမှာတော့ဒါအပြောင်းလဲတွေရှိလာအောင်မှာမဟုတ်ဘူး Mobile Legends fan တွေစောင့်မျှော်နေကြတယ် Zodiac Skin Series တွေကတော့ဒီနှစ်ထဲမှာအရင်အတိုင်းဒီ Circle အတိုင်းပဲဆက်လာဖို့ရှိနေပါတယ်အသစ်တွေကိုမှဒါလိုချင်တဲ့ဒါ player တွေအတွက်ကတော့သတင်းကောင်းသတင်းဆိုးလေးတွေရှိနေပါတယ်ဘာတွေဖြစ်လာမလဲဆိုတော့2026အတွက်ခုလောလောဆယ်မှာတော့မွန်တွန်းကဒါအရင်ရှိပြီးသား Skin တွေကိုပဲလအလိုက်ပြန်ထုတ်ပေးတာ Zodiac အသစ်တွေကိုပေါ့နော်ဒါထပ်ထုတ်ဖို့အတွက်တောင်းဆိုမှုတွေဝေဖန်မှုတွေများနေတာဖြစ်တဲ့အတွက်မွန်တွန်းအနေနဲ့ဒါ2020ပုံစံအသစ်ဒါမှမဟုတ်ဒီ hero အသစ်တွေနဲ့ပေါ့နော် Zodiac series ရဲ့အသစ်ကိုဒါမွန်တွန်းအနေနဲ့ချပြလာဖို့ဒါအလားလာတော်တော်အခုပြထားတာလေးကတော့ဒါဒီနှစ်ထဲမှာကြန့်ရှိနေတဲ့ဒါ Zodiac series တာပဲဖြစ်ပါတယ်အခုကြည့်နေတဲ့သူကရောဘလို့ထင်လဲပေါ့နော်ဒီ Zodiac skin တွေကိုဒါအဟောင်းတွေပဲပတ်နေတာဒါမှမဟုတ်ဒီ2020ခွင်မှာဒီဇိုင်းအသစ်တွေနဲ့ဒီ hero အသစ်တွေကိုဒါမြင်ကျင်လားမိတ်ဆွေတို့အနေနဲ့ဘယ် hero ကိုဒါ Zodiac အသစ်အနေနဲ့မြင်ကျင်လဲဆိုတာလေးကို comment လေးမှာရေးခဲ့ကျွန်တော်ကတော့ game နဲ့ပတ်သက်တဲ့ knowledge တွေကို share လုပ်ပြီးနေတဲ့နေတိုးပဲဖြစ်ပါတယ်